It's Empire Butter 2. ဒါဆရာမစိတ်ရှိပါလေအရင်တော့ဗီဂန်ခိုင်တာဟုတ်တယ်မလားတော့ချက်ရှိတယ် Ha. ကြားလုံးလေးတွေကလေးတွေရက်ရှိရှိလေးမေမေရှိရှိကြားလုံးလေးတွေကြားလုံးလေးတွေဆရာမလာပြီတူတူအောင်ငယ်မှာကြောင်းလိုက်သွား You know what? Why don't I just ကိုကြီးရကြတော့မှာကြောင်းလိုက်သွားတယ်ဒါကလေးစကေးတွေပြတာ ABCD ရကြောင်းလေကာကြီးခေါင်းလေးဖတ်ပြအဲ့ဒါနဲ့ You know what? I'm gonna သူ့တော့ချက်ရှိမှသွားပြီးစာရေးဖတ်ပြလာအဲ့မှာအတန်လေးကြားတော့တော့ခင်ဗျားခင်ရထွက်လာပြီးခုကြားလုံးနေကြွေးတယ်ဘူးတော့ခင်ဗျားခင်ဟာ ဘာလို့လိုက်ဟမ်ဘာဖြစ်သွားလို့လဲမမေ အားမပါဘူးအခုဖွားချင်မရှိတော့တဲ့ခါကျတော့ဒေါခင်ထရာခင်ကတန်းဖွားချင်နေအောင်ရောက်သွားတယ်တန်းကျုပ်သွားတယ် ခရိုင်း KG ဆိုလို့ရှိရင်ဖွားချယ်နေဇလန်ပြီးတယ်ဘူးနဲ့အခု I'm gonna capture the 28 ဒေါခင်သားခင်မရှိတင်တယ်သူဆီယမကြီး Indonesian 28 Company 28 โอเคအဲ့ ရောက် ဒါ လျှောက်ရောက်လျှောက် သူကလေးတို့ဆီယမားလေးအဲ့ဒါသူရှင်မစနိုင်တာ There's a world war happening. I'm lucky I'm not involved in any of those. I'm taking territories carefully. လေးပြန်မှာလေမိုင်းဒီပါစနည်းနည်းအထက်တိုင်းရောက်လာတော့ Barely. အော်တာမင်းအမှမမျိုးတို့တွေ့တဲ့ English speaking တင်တယ်မှာ full scale တင်တယ်မှာကြည့်ကြသွားအပ်လို့ Two are TV daddy. အမေကမအပ်ပါနဲ့ဟိုသားရတယ် How do you daddy? Englishပြောတတ်တယ်လေ အဲ့မဲ့သူကတော့ကောင်းတယ်ဆီယမားလေး အင်္ဂလိပ်ပြောတတ်တယ်လေ ဆီယမားရဲ့ pronunciation ခဏကြီးလာလို့ရှိရင်အမှကလေးတွေတင်ဖို့လား အဲ့ဒါအမှ level အမှဒါဖြီမှာသူများတွေနဲ့ပြိုင်ဖြီမယ်ပြိုင်ဖြီလို့ရှိရင်ဒါ level ဘယ်လောက်မြင့်နေလဲဆိုတော့သိရ Okay အဲ့လိုဖြီချင်လား Okay ဖြစ်မယ် အတန်းမတက်လဲရတယ် तू ကဟိုမတက်လဲဆိုတာ तू ဟိုဟာပေါ့ line နဲ့လေးရတယ် Okay ဘယ်နဲ့လောက်မှာဘယ်နဲ့လောက်မှာ အကြောင်းညင်းနေတယ်ဒါနဲ့ညင်းနေတယ်ဆိုရင်သူတို့က ကောင်းတယ်တော့တားလေးပြန်မှာ ဘယ်နဲ့လောက်မှာလဲဘယ်နဲ့ True ဘယ်နဲ့ရောက်တော့မှလုံမှာလဲ Grade ဘယ်လောက်ရောက်တော့မှလုံမှာလဲ ဒါပြင်မဲ့မှာ 5လား6လား ရှင်ရောပြီးအဲ့မှာ English speaking တင်တဲ့သွားရတယ်တမျိုးဆိုတော့ ကျူငါစဉ်းစားတယ်ကျူရှင်ပေါ့သူ့ကို guide ခွင်ကောင်းလားကျူရှင်အေးဒုံငယ်တို့နဲ့လုံးလို့မရဘူးမရတော့ ဒါမှမဟုတ်ဒီချက်တော်ဝင်းတန်းအိမ်မှာ အေး ပြင် အေးအဲ့လိုဆို သူရှင်မပို့တော့ အဲ့ဒါကိုအဆင်ပြေ ချက်တော်ဝင်းတန်းကိုအိမ်မှာ2သိန်းပေးရပေးရ3သိန်းပေးရပေးရဒီချက်နဲ့ပဲ ဒီချိန်မဟုတ်တယောက်တည်းမဟုတ်လည်း2ယောက်7ယောက်ဆိုလည်း2ယောက်ပေါ့အဲ့လိုလုပ်လို့ ရတယ်လေ မေးကြည့်လိုက်မယ်လေ ဒီ မနစ်ကသူတို့ကလေးတယောက်ကိုလုပ်တယ် ဒီသူစီရတယ် အေးပါငါမေးကြည့်လိုက်မယ်ချင်း Okay တယောက်တည်းနဲ့အများကြီးသူတယောက်တည်းဆိုရင်တော့ထိထိမိရှိတယ်ပေါ့ ဒီရောက်တော့ သူရသူရမြတ်သေးချာသူ ချက်ရတယ်ဟိုပေါ့ချက်3ယောက်ဆိုရင်တပည့်တယောက်တည်းစီရောက်စီရပါ ငါအဲ့လိုမေးကြည့်လိုက်အဲ့ဒါဆိုရင် guide လဲခေါ်ကြမလို့ လူတော့ပြီးရော ဘလို့ တပည့် ကျ လေ န် လေ တဲ့ လေ ဒီကလေးကလေးဒီကလေးတွေလုပ်ပြီးအဲ့ဆက်လုပ်နေတယ်။1 by 1ဆိုတော့ထိထိမိရှိ Broadcast အဲ့ဟိုမျိုးသမီးကငါထင်တယ်ဟိုကိုရင်းကျွရှင်နေရတယ်သူ pressure ပေးနေတယ်ပေးနေပုံရတယ် ဒါ ဆို တော့သူ့အပိုင်းတော့ဘယ်လိုလဲ သူကဒီ1300နဲ့သူဖြတ်ယူလို့သဘောတူတယ်ဆိုရင် သဘောတူတယ်ယူမယ်ငါပြောရပြီးသားကိုလုံးဟာမိုင်းယူနေတယ်ပြောရတယ်ကိုလုံးမြောင်အကုန်လုံးစီစဉ်ပေးမယ်ဆိုငါလောလောဆယ်ကိုမထုတ်သေးဘူးကိုလုံးမြောင်ငယ်မကြီးအကုန်လုံးစီစဉ်ပေးမယ်လာရင်နေအိမ်လာယူတော့ဆိုပြီးမှာသူတောင်းယူရဲဆိုလို့ရှိ အေး ရင် သူပြောတော့တဲ့အတိုင်းပဲလေ လိုက်တယ်လိုက်ပြီးတော့မှသူ့ကိုငါရှင်းတယ်အဲ့တော့ငါပူရဲပစံလေးသူ့ကိုပေးလေးသလားမယ် Sabotage တောင်းယူသလား သူပြောသူရဲ့1600ကိုနင်း1.5နဲ့ပြီးမယ် ရ လို့ တယ် ပြောတာ ကျန်တဲ့ဟာသူရတယ်အဲ့ဒါပြီးရှင်းပေးလို့ရတယ်ပြဿနာမရှိဘူး အဲ့ဒါတော့နေယူနေနေအဲ့လိုမျိုးယူရမယ်ဆိုတော့နင်းတာတယ် ဒီမယ်လေအဲ့ဒါ ဒီဟိုမျိုးမျိုးဖုန်းဖက် Yes ငါလေသူများလည်းကောင်းတယ်ငါမမြင်တတ်ဘူးရဲ့ငါလာမြင်တာလည်းငါမကြိုက်ဘူး ပြောကြတယ်မင်းကဟိုဘယ်သူ 1100နဲ့တင်တာငါဟဲ့1100နဲ့တင်တာပြီသူတို့1100ပါနဲ့ငါပေးပါမလားငါ1100နဲ့တင်တာရင်သူတို့1100နဲ့ ပြီးမှာပေါ့ ငါအဲ့လိုမျိုးသူများလည်းကောင်းပေါ်မှာတည်မလားသူများကငါရိတ်လိုက်မယ်နှီးလိုက်မယ်သူများစီကငါအမျက်ထုတ်လိုက်မယ်ဆိုတော့စိတ်မျိုးလေးငါပါလေလုံးဝတကယ်တစ်သက်နဲ့တကူကမှန်တာပြောလို့ရှိရင်ပို့ပြီးချမ်းသာပါစီရဲ့တင် ဟိုချမ်းသာမှာပါနင်းဆိုင်ကိုကြီး ဟုတ်တယ်ငါအဲ့လိုမျိုးစိတ်မျိုးလေးငါတခါမှမရှိဘူးသိလားသူများကငါလုံးဝမလုပ်သူများကိုရမ်းကိုချင်းစားဟိုသူတို့ကိုလည်းနေတာ4500ပဲလို့ကိုပြောလိုက်ရင်ရတယ်တင်ဒါပေမဲ့သူတို့က4800လောက်လို့ဆိုအော်သူတို့အိန္ဒိယတက်ပါတယ်4800လောက်ဆို4800လောက်ကတော့ပေးတင်တယ်အဲ့ဒါငါအော်4950တိကိုပေးလိုက်တယ်သူတို့လည်းအဆင်ပြေအောင်လို့ဆိုသူတို့ကလည်း
What the? I'm pretty sure it's ငါ that. ပေးလိုက်တယ်ဆိုတာကလေငါ Oh, မြောင်ပြောသူလို့ there's like a world သူ war. တို့ဆိုမပေးဘူးလေသူတို့ကစီးပွားရေးကြီးငါတို့ကငါတို့ဘက်သားကိုငါရမ်းစာတာကိုကနေမဟုတ်တာအဲ့လိုမျိုးငါနင်းလိုက်မယ်သိမလားကြော်လိုက်မယ်ခွာလိုက်မယ်ငါမလုပ်ဘူး1100နဲ့တင်လိုက်တယ်1100ကိုငါတို့1300နဲ့ယူဆိုပေးပါမယ်1100နဲ့တင်ထားတယ်ဟင်းညီမလေးတို့1100နဲ့ယူ ယူလိုက်တော့ ရောင်းတာနဲ့တင်တယ် France is setting barricades at the border. Right? Yes. မရောင်းရလဲ I successfully sabotage ငါကအိမ်တလုံးကအိမ်တလုံးပဲငါနေတယ်တော့ကြောက်စရာမလိုပြင်းတော့ဘူးငါနေဝစိတ်ချဆုံးအိမ်မျိုးစားရမှာပါ ဘယ်ပြင်လောက်အင်း အဲ့ရွှေပေါင်းတယ်အိမ်ပြင်တော့အိမ် အေး ဆက်ကလေးလေးပြိုစရာကြောင်းရှိခေါ်တယ်မလားရုံရုံလုပ်ပြီးဆိုရင်အဲ့ဒီအိမ်လေးမှာဆိုရင်တို့ချင်းရင်ဘက်အချမ်းလေးမှာလေခြံခွက်အလုပ်လေးတည်မှာအဲ့နာလေးမှာကတ်နေလိုက်အောင်မပြိုးသသား ဒီတော့ပြင်လောက်အင်းငါပြင်လောက်ကယူဝုန်းနေမပြူပြ ပြင်တော့လား တော့ညမ်းနေလို့ပဲပြည့်ချိတ်ဆက်ရှိကြတော့ရိုင်းမယ်ဒီလိုရွေးရင်ရွေးမယ်ဆိုဒီအုံးနေမပြူကြ တို့ပြားတစ်ချက်ရင်းကြလာတာတော့အဲ့လောက်ပဲရှိတယ် ငါငလင်းဆော့ဝဲလေးထဲတာ My plan actually worked. ဒီဟဲ့ဘာလဲ Yes, that's အလုပ် the. လုပ်ပြီးဘာလို့လဲဒီ မြန်မာ only မြန်မာထည့်တာအောင်ဒါကကဘာလုံးမှာမိုက်ဘယ်နေရာလုံးထားပြီး နေရောထဲတာလား မထည့်တာသူများတွေပြောတာ ငါထဲတာ စီတော့ပါ ဒီနေ့ထဲတာခုနအလန်းကြီးတွေကြည့်လိုက်တော့ပါ မြန်မာနဲ့ ပြနေတာကြီးပြောတယ်ဘာလဲမိတိလာတော့ အိန္ဒိယနဲ့တိမ်ကျွင်းဆိုတာငမြင်အကြီးကြီးလုပ်ပြီးသွားရင်နောက်ကျရင်မြေရွာရဲ့ပြေးသွားတာပြန်ဆက်တာ ဟိုငလင်းလုပ်ပြီးတော့မှနောက်ထပ်အကျိန်100လုပ်တယ်အဲ့ဒီဘက်မှာလေ တိတိ တီတီအကျိန်100လုပ်တယ်အဲ့တော့စောင်း အဲ့ နေ ဒါကတိမ်ကျွင်းနဲ့ ကေစိမ်းလုပ်နေတဲ့သူတွေကလေတိတ်မလုပ်ရဲတော့ဘာလို့ဒီရဲလောက်ဆိုလို့ရှိရင်အောက်မှာလေတိတ်မရှင်နိုင်တော့နောက်ပြီးတော့လုံနေတော့မှ ကိုတိုင်းရအောင်လည်းကပြောတယ်မမီးရဲ့မြောက်တူပေါ်မှာတော့တဲ့အိမ်နာငားတဲ့သူတွေကိုချင်းစင်းနေလိမ့်နေရပဲတဲ့အဲ့ဒါအိမ်ရောက်ဝယ်သူကလုံးချင်းလေးတချို့ကွဲမန်လေးတို့ဘာလို့ကနေဆက်ရှိနေနေရနေရဲပြန်နေတယ် အေးနေတော့ ရန်ကုန်စင်းလာပြီးတော့သူကအိမ်ငားတာတို့အိမ်ဝယ်တာတို့ အားကြောင့်နေကင်းဆရာမတွေပြောတယ်အေး လုံးချင်းအိမ်လေးတွေလိုက် ဘူး ရှာ ရန်ကုန်ကအကောင်းဆုံးပဲရန်ကုန်ဆိုတဲ့အတိုင်းပဲတဲ့ လုံးချင်းအိမ်လေးတွေလိုက်ရှာနေတယ် ပလီတို့တွေကိုတော့ငနေဟိုမနေ့ကညွန့်ဖေပညာရေးဝန်ကြီးကပညာရေးဌာနကလည်းတိန်း900 ဦးနဲ့ဒေါ်လီရဲ့ပဲဆို အေးမမထား